နှုတ်နဲ့ကြက်ပုတ်ဘယ်ဟာပိုအရေးကြီးတယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကလေ့လာနေတဲ့ဝါသနာရှင်ညီကိုတွေအတွက်အဆုံးထိကြည့်ရှုသင့်တဲ့ဗီဒီယိုတစ်ခုဖြစ်ပါကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ခင်ဗျာဝိုင်းမှာလူတော်တော်များများဟာကြက်နှကောင်စလို့ကလေးကခွတ်တဲ့ကြက်ကနေအပေါ်ကြီးပေးလောင်းလေးရှိပါတယ်ဒါဟာမှားလားဆိုတော့မမှားပါဘူးဒါပေမဲ့အပြည့်အဝမှန်တော့မဟုတ်ပါဘူးကြက်လောင်းသူအများစုဟာကြက်ခွတ်တင်ပြီးကြက်ပုတ်ကျင်းနှင်းကောင်းတဲ့ကြက်တွေကနေအများစုကအပေါ်ကြီးကနေလောင်းလေးရှိပါတယ်ကျွန်တော်ကတော့ကြက်နှကောင်ပူးတဲ့အထိရောက်အောင်ကြည့်လေးရှိပြီးမှလောင်းပါတယ်ကြက်တကောင်ပူးသည့်အထိကြည်ပြီးလောင်းတဲ့အခါနှုတ်ယူဆအခုခံရတဲ့နေရာမာကင်တွေကိုကြည်ပြီးမှလောင်းရတာမို့ရာခိုင်နှုန်းအတော်များများအမှားရင်းနေပါတယ်။စိတ်ထဲမတီးတန်းတဲ့ကြက်နဲ့တွေးမှသာကိုလောင်းကြီးကနေအရှုံးပေးရတဲ့ရှိတတ်တာပါ။ဝိုင်းမှာတိုက်နေတဲ့ကြက်အများစုဟာ95ရာခိုင်နှုန်းကအမိုက်တွေကိုတွေးရလေရှိပါတယ်။ရန်ဖန်ရန်ခါမှသာအခွတ်တက်လမ်းအဆရှိတဲ့ကြက်တွေတွေ့ရပါတယ်ကျွန်တော်အတွေ့အကြုံရပြောရရင်တိုင်ဝမ်မှာကျွန်တော်တစ်နှစ်လုံးကြက်လောင်းတာမှတရက်ပဲရေတောက်စရာအထိမကြအောင်ရှုံးမှုတာကလွဲလို့ကြံရက်တွေမှာရှုံးတယ်မရှိခဲ့ပါဘူးအဲ့ဒီရှုံးတဲ့ဝိုင်းကလည်းမှမရဝိုင်းကိုဆက်ရောက်တဲ့ဆိုရင်ပဲတိုက်နေတဲ့ကြက်နှကောင်ကိုမကြည့်ပဲတောက်လျှောက်လောင်းလိုက်တာကြောင့်ဖြစ်ပါတယ်ကြက်တကောင်တဲ့ဘက်ကနေမနေပဲအကြိုထောက်တွေနဲ့ကစားတာလည်းပါပါတယ်ဒါဟာကိုလောင်းနိုင်တဲ့နိုင်ဝန်နဲ့ကိုဝါနာပါရအလုပ်ကိုလည်းအာသာဖြည့်လုပ်ပြီးသားဖြစ်သလိုကိုအိတ်ထဲကပတ်စံလဲသူများကိုပေးစရာမလိုတဲ့အတွက်ကိုနဲ့ပါလာတဲ့သူတွေနဲ့လည်းပျော်စရာစားတော့ဝိုင်းတစ်ခုလုပ်လို့ရပါတယ်။ဒါတွေကိုခဏထားလိုက်ပါဒါကဝိုင်းပြီးမှကိုနဲ့တရားရွေးချယ်လုပ်နိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။အဓိကပြောချင်တာကနှုတ်နဲ့ကြက်ပုတ်ဘယ်ဟာပိုအရေးကြီးလဲလို့မေးရင်အကုန်အရေးပါတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ပထမဦးစားပေးရစိတ်ပါနှုတ်ကတော့ပိုအရေးပါတယ်ဆိုပေမဲ့ကြက်ပုတ်ကိုလည်းခွဲခြားပြီးကြည့်တတ်ဖို့လိုပါတယ်ကြက်ပုတ်မှာကြက်ဆက်ခေါ်အပ်ပုတ်သို့မဟုတ်အတူပုတ်စင်ပြစ်ပလားရှောက်ပလားကြက်ငိမ်ပုတ်ကြက်နင်းပုတ်ကြက်ထိုးစတဲ့အမျိုးအစားတွေရှိပါတယ်အနည်းဆုံးပလားအမျိုးအစားတွေကိုဝိုင်းမှခွဲခြားအပြီးတက်နေဖို့မလိုပေမဲ့ကြက်လောင်းရမှာတော့ကိုယ်စိတ်ထဲကတည်နေဖို့လိုအပ်ပါတယ်ကြက်ဆက်ကောင်းတဲ့ကြက်ကိုရေရှည်မှာအင်မတန်လမ်းကောင်းတယ်ဆိုတဲ့ကြက်အရိုက်ကောင်းပါလေဆိုတဲ့ကြက်တောင်မလွတ်ပါဘူးသူကကျင်းနှကောင်မြေလက်ချင်းမကွာမွေးရှိချိန်မှာအပုတ်ဆက်ပုတ်တာတော့ဖြစ်ပါတယ်တစက်ဆက်ပုတ်နေတဲ့ကြက်ဆက်ကောင်းတာကိုဆက်တာလို့ခေါ်ကြပါတယ်သူကဗလာတို့အမျိုးစားပါစင်ပြေဗလာဆိုတာကတော့မာနနဲ့နောက်ကနေအာယူပြီးပုတ်ချလိုက်တာကိုခေါ်ပါတယ်တော်ယုံကြက်မလွတ်နိုင်ပါဘူးရှောက်ဗလာဆိုတဲ့ဗလာမျိုးစားကတော့ဗလာဖြောင်းတဲ့ကြက်နှကောင်တောင်စုပ်မရှိတရှိလောက်အကွာမှာဗလာအမြဲအဖြောင်းပုတ်နေတဲ့ဗလာမျိုးစားကိုခေါ်ဆိုခြင်းဖြစ်ပါတယ်ကြက်ငိမ်ပုတ်ဆိုတာကတော့ကြက်နှကောင်ခုတ်ပြီးငိမ်နေချိန်မှာစစ်စစ်ကြီးပြီးပုတ်တဲ့ဗလာမျိုးစားကိုခေါ်ဆိုပါတယ်ကြက်နှင်းပုတ်ဆိုတာကတော့ကြက်နှကောင်မြင်တဲ့ချင်းဆိုင်လိုက်ပြီးဆိုကြတဲ့ကဟိုကရွှေ့သလောက်လိုက်ထက်နေပြီးမရမကလိုက်ပုတ်နေတဲ့ဗလာမျိုးစားကိုခေါ်ဆိုပါတယ်ကြက်ထိုးနဲ့ကျင်းနှင်းပုတ်နဲ့မှားတတ်ပါတယ်ကြက်ထိုးကခြေစုံပြပြီးပေါင်းထိပ်ရင်ပုံတွေကိုတစ်ချက်ချင်းအားနဲ့ထိုးချတဲ့ဗလာမျိုးစားကိုခေါ်ဆိုခြင်းဖြစ်ပါတယ်ဒါတွေကိုဘာလို့ပြောပြရတယ်လဲဆိုရင်နှုတ်နဲ့ဗလာဘယ်ဟာကပိုရေးကြီးတယ်အကုန်ရေးပါတယ်ဆိုပေမဲ့နှုတ်သီးကန်းကရာခိုင်နှုန်းပိုများပါတယ်တိုင်ဝမ်ဝင်ကြက်အများစုကဗလာချီတွေကိုခံနိုင်ရေးပိုရှိနေတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့တိုင်ဝမ်မှာဘယ်ရာမှပုံသေးတွက်ထားလို့တော့မရပါဘူးပထမပိုင်းမှာအတင်းပုတ်နေတဲ့ကြက်တွေရေကျိတ်မှာကုန်ပြီးရက်သွားရင်တော့နိုင်မှုရာခိုင်နှုန်းအတော်နည်းသွားတတ်ပါတယ်ဒါပေမဲ့လည်းခြေပါဝါပြင်းပြင်းနဲ့အားမချမ်းပဲပုတ်တတ်တဲ့စင်ပြစ်ဗလာလိုခြေအမျိုးစားတွေအောက်မှာချွန်းထိပ်တွေမှန်ပြီးကြက်တကောင်မရက်နိုင်ပဲစောင်းလဲရတဲ့ကြက်တွေကိုလည်းတွေးရတတ်တဲ့ဆိုတာသတိချက်စေချင်ပါတယ်ရှောက်ဗလာဆိုတဲ့ဗလာဖြောင်းဖြောင်းကြက်တွေဟာမြက်ထိပ်တွေမှန်အောင်ပုတ်ပြီးအမြင်တွေဝအာယုံတွေကွယ်အောင်အခုတ်ခံရတတ်တယ်ဆိုတာလဲဝိုင်းမှာသိထားတင်ပါတယ်ကြက်တကောင်ဟာပထမပိုင်းပုတ်တာထက်ရေကျိတ်မှာဗလာပါဖို့ကပိုအရေးကြီးပါတယ်ရေထဲမိုးထဲရောက်နေချိန်မှာနှုတ်သွားငမ်းပြီးလို့နှုတ်ကျွတ်ရှုံးတဲ့ကြက်တွေမျိုးလုံးကျွမ်းပြီးရှုံးခဲ့ရတဲ့ကြက်တွေဝိုင်းမှာမြင်မှုကြမှာပါဝိုင်းမှာကကြက်နှကောင်ရဲ့အနိုင်ရှုံးဆိုတာစိတ်နှုံးငုတ်ပြည်စုံမှုလိုသလိုကြက်ခွတ်နိုင်ဖို့ကြက်ခွတ်တွေပါဖို့လဲလိုပါတယ်ကြက်ပုတ်ဘလောက်ကောင်းကောင်းနှုတ်အားတဲ့ကြက်တွေဟာရေရှည်မှာနိုင်ပွဲဆက်လေမရှိပါဘူးနှုတ်ကောင်းတဲ့ကြက်အများစုကတော့နိုင်ပွဲအရေးအတွက်ပိုများတတ်တာမို့နှုတ်နဲ့ကြက်ပုတ်ကိုဘယ်ဟာပိုအရေးပါတယ်ဆိုတာခွဲခြားပြီးရွေးချယ်စရာမလိုပဲပိုပြီးကောင်းမတဲ့ကြက်ကိုသာရွေးချယ်တတ်ဖို့လိုပါတယ်လို့ပြောရင်ဝိုင်းတက်ကြဆရာကူလက်ကျော်သာရေးသားထားတဲ့အကြောင်းဝါသနာရှင်ကြီးကိုတွေအတွက်ဘုဒ္ဓတရအောင်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ